မင်္ဂလာပါဒုတိမျိုးတို့ရေမင်္ဂလာပါဗျာနော်ကျွန်တော်တို့26ရက်ပေါ့နော်26ရက်3လ2025ခုပေါ့နော်25ခုပုဒ်တူနေ့မှာထွက်မဲ့ဒုတိကဏ္ဍပေါ့နော်ဒုတိကဏ္ဍအတွက်ကျွန်တော်ရဲ့စိတ်ကြိုက်ပေါ့နော်ကျွန်တော်ရဲ့အမြင်ပေါ့ကျွန်တော်ရဲ့တွေ့ကင်းရပေါ့နော်လုံးမှန်ပေါ့နော်မနေ့နဲ့ကျွန်တော်မနေ့နဲ့ညနေကိုတခါတည်းပေါင်းယူတာဆိုတော့ကျွန်တော်ကတော့ဒါကဏ္ဍတော့နည်းနည်းများမယ်လို့နော်မနေ့နဲ့ညနေကိုကျွန်တော်ကပေါင်းယူမှာဆိုတော့ခဏကတော့နည်းနည်းများဒီနေ့လည်းရမယ်လို့ကျွန်တော်ထင်တာเนาะကျွန်တော်မနေ့ကကျွန်တော်ပေးခဲ့တဲ့ထဲမှာခွန်9ခွန်ဆိုတဲ့ခဏပါတယ်ပေါ့เนาะမနေ့ကထွက်သွားတယ်ခွန်9ဆိုတော့မင်းခွက်ထဲမှာကျွန်တော်စိတ်ထင်တော့အလုံးကျွန်တော်ညီကိုတွေရကြမယ်လို့ထင်တာပေါ့ကျွန်တော်ကတော့နည်းနည်းပဲရတော့เนาะမင်းခွက်ကျွန်တော်ရဲ့ဒါမနေ့ဒီ26ရက်3လ2024ခုဘော်ဒူနေ့အတွက်ကျွန်တော်လုံးမိုင်ကတော့နှစ်ကဲ4ရရှိရပေါ့နော်အဲ့မနေ့ညနေပေါ့နော်အဲ့တော့ main ခွက်အနေနဲ့ကတော့ကျွန်တော်ကတော့နှစ်ဆိုရင်နှစ်9ကိုကြိုက်တယ်ပေါ့နော်4ဆိုရင်တော့ကျွန်တော်4 5ကိုကြိုက်တယ်ပေါ့နော်4 5ကိုကြိုက်တယ်8ဆိုရင်တော့ကျွန်တော်80ကိုကြိုက်တယ်ပေါ့နော်ဒါကျွန်တော် main ခွက်ပေါ့နော်3ခွက်ဒီကကျွန်တော် main ခွက်ကိုထိုးတယ်ပေါ့နော်အရန်ခွက်ကတော့နှစ်နဲ့ပတ်သက်ပြီးအရန်ခွက်ကတော့နှစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာနှစ်1နှစ်4နှစ်6ဆိုပြီးပေါ့နော်ကျွန်တော်ဒါအရန်ခွက်နှစ်နဲ့ပတ်သက်ပြီးတော့3ခွက်ပေါ့နော်ဒါကျွန်တော်ကြိုက်တာပေါ့နော်အရန်ခွက်နောက်4နဲ့ပတ်သက်ပြီးတော့အရန်ခွက်ကတော့ကျွန်တော်43ရယ်ပြီးတော့46ရယ်49ရယ်ပေါ့နော်ဒါကျွန်တော်4နဲ့ပတ်သက်ပြီးတော့ကြိုက်တဲ့အရန်ခွက်ပေါ့နော်နောက်8နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြိုက်တဲ့အရန်ခွက်ကတော့8နှစ်ကဲ86ရယ်89ရယ်ပေါ့နော်အဲ့တော့အရန်ခွက်ကကျွန်တော်6ခွက်ဖြစ်နေပါတော့ main ခွက်က3ခွက်ပေါ့နော်အဲ့တော့အရန်ခွက်တွေမထိုးချင်ဘူးဆိုရင်လည်း main ခွက်ကိုတော့ဝါသနာပိုင်းတော့ထိုးကြပါတော့main ခွက်ကတော့ကျွန်တော်ရဲ့လုံးမှန်ကတော့ကျွန်တော်ကနှစ်ကဲ4ရရှိရပေါ့နော်အဲ့တော့ main ခွက်ကတော့နှစ်9ရ4 5ရ80ရပေါ့နော်အဲ့တော့main ခွက်ကိုတော့ထိုးကြပါတော့အရန်ခွက်တွေများတယ်လို့မထိုးချင်ဘူးဆိုရင်တော့ပေါ့နော်အဲ့တော့ကဲအားလုံးပဲပေါ့နော်ဒါ26ရက်3လ2025ခုနှစ်ပုဒ်တူနေ့မှာအားလုံးပဲကံကောင်းကြပါစေဗျာ